ဘယ်လိုပြောရမလဲတိုင်းတိုင်းချိန်တိုင်းတိုင်းတစ်ခုပေါ်မှာကွာဝေးသွားမယ်ဆိုလို့ချင်းမပြောမဆိုပဲနဲ့ကွာဝေးသွားမယ်ဆိုလို့ရှင်အဲ့လိုမျိုးမချစ်ဘူးဆိုဘယ်နဲ့လုပ်မလဲ ဟုတ်ပါဘူးအဲ့လိုပြောချင်တာမဟုတ်ဘလောက်ပဲကွာဝေးဝေးအဲ့ဒါမချစ်တာကိုပြောချင်တာမဟုတ်ဘူး တန်မာကြီးနဲ့မပြောရဘူးဖြစ်ရှင်းတဲ့အချိန်မှာမလိုမျိုးပဲချွတ်လေးပဲပြောပေါ့အဲ့လိုတန်မာကြီးနဲ့ဘာလို့ပြောရလဲဘာလို့ဘလို့လဲလုံးဆိုအမလေးချစ်တယ်ဆိုလို့ရှိရင်ချစ်ကိုချစ်နေအောင်အဲ့နော်ထားပါတော့ကွယ်အဲ့လိုမျိုးလမ်းခွဲလိုက်လို့မချစ်တော့တာမျိုးတခါကျချို့အရာတွေကြတော့ကွာလမ်းခွဲသွားရင်တော့ချစ်နေရမျိုးရှိသေးတယ်မဖြစ်နိုင်တော့လို့လမ်းခွဲရတော့လူကတော့ချစ်တယ်အဲ့လိုမျိုးဆိုတာလည်းရှိသေးတယ်ချို့ကျတော့လို့ရန်ဝေးသွားပြီးပြီဆိုတော့အဲ့ရန်ဝေးသွားပြီးပြီဆိုကြရင်မှနှစ်တည်းအတော်ကြာလို့နှလုံးသားထဲမှာထားပါတော့အခြားတယောက်ကိုအခြားတယောက်နဲ့ပြီးမှရှင်းသေးပြီးရှိရမယ်ဆိုတော့အတိကြောင့်လည်းအဝေးကိုရောက်တော့မယ်ကွာမကိုကိုချစ်သေးတယ်ဒါပေမဲ့အဲ့လိုမျိုးအချိန်ကြီးအများကြီးကွာနှလုံးသားထဲမှာရှိကိုရှိရကိုချစ်တယ်သူကအဲ့လိုမျိုးပြောချင်တာလေတူနေရဲ့ကာလအထိပဲချစ်မယ်မဟုတ်ဘူးပြောချင်တာကျမတူနေတဲ့ကာလဆိုအနီးမှာပဲဖြစ်ဝေးမှာပဲဖြစ်အခုတန်မိုင်းနဲ့အနီးမှာပဲဖြစ်ဝေးအဲ့လိုလေဆွဲပြောတာတူလေးပဲပြောနေရတယ်ဘယ်လိုပြောမလဲဒါကျမပုံမှန်နှာခေါင်းထဲရချော်ကအတန်ကြီးဖြစ်ကုန်ပါပြီချစ်နေဖို့ပဲရည်ကြည်ဒါပေါ့ပြောချင်တယ်ဝေးွားရဲဆိုတော့အဲ့လိုမျိုးဝေးရကိုပြောချင်တာမဟုတ်ရှင်အဝေးရောက်သွားတဲ့နေရာကိုပြောချင်တာမဟုတ်နေရာလုံးဝမဖြစ်အဆင်ပြေတော့လူလမ်းခွဲလိုက်တဲ့အဝေးွားတဲ့ချိန်ပြောတာဒီလိုမျိုးခီးအဲ့လိုမျိုးနိုင်ငံရေးချဝေးွားတာကိုပြောချင်တာမဟုတ်ဘူးဒါရကိစ္စမီတာ Okay love you ဒီရညာ မကောင်းတဲ့ကောက်နေသေးတယ်ပြီလားလို့